ACC UK Part 2ရဲ့ Financial Report ဒီဘာသာရဆိုရင် IAS, IFRS တွေနဲ့ Financial Statement တွေကို interpret လုပ်တတ်အောင်ထိသင်ကြားပြသပေးတဲ့ဘာသာရပ်ပဲဖြစ်ပါတယ်ရှင်။ကျမတို့ NLD မှာ2024ကနေ2026မလအထိ FR ဘာသာရပ်ကိုအောင်မြင်သူစုစုပေါင်း182ဦးထိမွေးထုတ်ပေးနိုင်ခဲ့ပါတယ်ရှင်။ဒီထဲမှာဆိုရင်တော့ကမ္ဘာအမှတ်အများဆုံး World First တအုပ်နဲ့မြန်မာ First ရရှိသူ4ဦးအထိပေါ်ထွက်ခဲ့ပါတယ်ရှင်။ယခုလိုအောင်မြင်မှုတွေရရှိခဲ့တာကတော့ကျောင်းသားကျောင်းသူတွေရဲ့ကြိုးပမ်းအားထုတ်မှုတွေအပြင်ကျောင်းသားဆရာဆရာမတွေရဲ့စနစ်တကျသင်ကြားပို့ချမှုတွေကြောင့်ပဲဖြစ်ပါတယ်ရှင်။ ACC ကျောင်းသူကျောင်းသားတိုင်းကိုဝန်ဆောင်မှုတွေအပြည့်အဝပေးနေတဲ့အပြင်ထူးချွန်သူတွေကိုမွေးထုတ်ပေးနေတဲ့ NLD မှာ FR ဘာသာရပ်ကိုလာရောက်တက်ရောက်ဖို့အတွက် ACC ဂျာနေရှောက်လန်းနေတဲ့ကျောင်းသားကျောင်းသူတွေကိုဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ NLA ညပညာရလေး